မင်္ဂလာပါရှင်ဒဏ္ဍာရီပုံမြင်တွေနဲ့ပင်နီယမျိုးလေးအကြောင်းကိုသင်ဘယ်လောက်ထိသိထားပါသလဲသင်မသိသေးတဲ့လျှို့ဝှက်အလှတရားတွေကိုဒီဗီဒီယိုလေးထဲမှာဆက်လက်ဖော်ပြပေးသွားပါမယ်ရွာငံပင်နီယလမ်းပိုင်းဟာအကွေ့အကောက်များပေမဲ့လမ်းမေးဝဲရမှာတိမ်ပင်လေတွေနဲ့စင်းဆူနေတဲ့တောင်တန်းတွေကြောင့်ပင်မရမန်းအောင်မသိပါဘူးပင်နီယမျိုးဟာပင်လယ်ရေမျက်နှာပြင်အထက်3880ပေမှာရှိပြီး1940ခုနှစ်မှာမြို့စတည်ခဲ့တာပါပင်နီယမြို့ထဲကိုရောက်ပြီးဆိုရင်တော့ပထမဆုံးမြင်တွေ့ရမှာကပုံတလူရေကန်ဖြစ်ပါတယ်ဒဏ္ဍာရီထဲမှာတော့ကုံမာပြမင်းသားကနတ်သမီးခဏဖော်ကိုဖမ်းထားတဲ့ပင်ကူကြီးကိုရပြီးပင်ကူရပြီလို့အော်ဟစ်ရာကပင်ကူရကနေပင်နီယဖြစ်လာတယ်လို့အဆိုရှိပါတယ်ပုံတလူရေကန်ရဲ့အလှကိုခန်းစားပြီးတဲ့နောက်မှာပင်နီယမြို့ထဲမှာမဖြစ်မနေတွားရမယ့်နေရာကတော့ရွှေဥမင်းတဘာဝလိုင်ကူဖျားဖြစ်ပါတယ်ဒီကူဟာတက်တန်းနှစ်တန်းနေရာရှိတဲ့ထုံးချကူကြီးဖြစ်ပါတယ်ဂူထဲမှာဖျားရုပ်ဘွားတော်ပေါင်း8000ကျော်ကိုဘူးမြော်ရမှာဖြစ်ပြီးပကံအင်းဝကုန်းမောင်ခက်ကနေဒီနေ့ခေတ်အထိဖျားအလူရှင်တွေရှိခဲ့ပြီးခေတ်ဆက်ဆက်ပူဇော်ခဲ့တာကြောင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုပြတိုက်ကြီးတစ်ခုလိုပါပဲလိုင်ငူထဲမှာအေးမြတဲ့လေတုနဲ့ဖျားစင်းနုတော်တွေကြားရှောက်လန်းရတာဟာစိတ်ကူတကယ်ပဲငြင်းချမ်းစေပါတယ်ဂူအဝကနေဂူအဆုံးထိ490ပေရှည်လျားပြီးဂူအဆုံးမှာတော့ပကံကိုရောက်တယ်လို့ပြောကြပါတယ်ပင်နီယမှာဖျားဖူယုံနေမကပဲလေပတ်စရာနေရာတွေရှိပါတယ်ရွှေဥမင်းတောင်ချေကတက်တန်းရဲ့ညောင်ပင်ကြီးတွေကဓာတ်ပုံရိုက်ဖို့အကောင်းဆုံးနေရာဖြစ်ပါတယ်။အဲဒီနေရာမှာမြင်းစည်းလို့လည်းရပါတယ်။ပင်နီယမြို့ကနေ9မိုင်ခန့်ဝေးကွာတဲ့ထဲသွန်းကျေးရွာမှာတော့ကိုလုံစီယာတော်ဘုရားကြီးရဲ့ရုပ်ကလတ်တော်ကိုပူဇော်ထားလက်ရှိတဲ့လွမ်းစီဒီစင့်စံကျောင်းတော်ကိုလည်းတွားရောက်ဖို့မျိုးတင်ပါတယ်။ပင်နီယမှာပင်နီယဟောပွေးလာဟောတို့လူရှိခေပဒီတရက်အဆောက်အဦတွေရှိနေပါသေးတယ်။လက်ပတ်မယ်ဆိုရင်တော့လက်ရှိနေထိုင်တဲ့ပိုင်ရှင်တွေရဲ့ခွင့်ပြုချက်ကိုရယူဖို့တော့လိုအပ်ပါတယ်။ပင်နီယမှာနောက်ထပ်လိလာစရာအနေနဲ့ရိုးရာစက်ကူထီးလုပ်ငန်းရှိပါတယ်။ရိုးရာစက်ကူပြုလုပ်နည်းထီးပြုလုပ်နည်းနဲ့ရိုးရာလက်မှုပညာကိုစိတ်ဝင်စားတယ်ဆိုရင်တော့တွားရောက်ကြည့်ရှုတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။စက်ကူဖြင့်ပြုလုပ်ထားတဲ့မီးပုံးလက်လလေးတွေထီးလေးတွေကိုအမတ်တရပစ္စည်းအနေနဲ့ဝယ်ယူနိုင်ပါတယ်။ဒါအပြင်ဒဏ္ဍာရီပုံမြင်တွေထဲမှာတနေရာဖြစ်တဲ့ဇောကြီးရေထွက်ကိုတွားရောက်လည်ပတ်လို့လည်းရပါတယ်။ဇောကြီးရေထွက်အဖိုနဲ့အမပေါင်းစည်းပြီးဇောကြီးစမ်းချောင်းအစပြုပါတယ်။ဒီဇောကြီးရေထွက်ဟာကြောက်စင်မြို့အထိစီးဆင်းနေတဲ့ဇောကြီးမြင့်ရဲ့မြစ်ဖျားခံရရေထွက်ဖြစ်ပါတယ်။ရှေးဘိုးဘွားတွေရဲ့အဆိုအရမောင်နှမတွေဟာဒီရေထွက်ကိုတွားရန်မသင့်ကြောင်းသိရပါတယ်။ပင်နီယနဲ့အနီးတစ်ဝိုက်ကဒေသခံတွေဟာဇော်ကြီးရေထွက်မှာရေလာချိုးတာပျော်ဝေးစားထွက်တာတွေပြုလုပ်လေ့ရှိပါတယ်။ပင်နီယဆိုတာဒဏ္ဍာရီပုံမြင်တွေတဘာဝအလှတရားတွေရိုးရာဓလေ့တွေနဲ့ပြည့်နှက်နေတဲ့မြို့လေးတစ်မြို့ပါ။ပင်နီယမြို့အကြောင်းသင်မသိသေးတဲ့အချက်တွေပါသွားရဲ့လား။လေပတ်စရာတွေများကျန်သွားရင်လည်းပြောပြပါအောင်ရှင်။အခုပြထားတဲ့မူရင်း AI ဗီဒီယိုကိုကြည့်ရှုချင်နေဆိုရင်တော့ YouTube ရဲ့ Go with Sane Channel မှာရှာဖွေကြည့်ရှုလို့ရပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။